ဒီကနေ့ဘုန်းကြီးတို့တရားဟောတယ်ဆိုတာစာသင်ပေးတဲ့ပုံစံနဲ့ပဲဟောတာဘာဖြစ်လို့ဒီပုံစံဟောတာတော့ဆိုကိုကဟိုပုံစံလည်းမဟောတတ်ဘူးနော်ဟိုပုံစံလည်းမဟောလည်းမဟောတတ်ဘူးဟောလည်းမဟောချင်ဘူးအဲ့ဒီပုံစံမျိုးလူတွေရှင်းရှင်းနဲ့ဘယ်လိုနားလည်အောင်လုပ်ရမလဲဆိုတဲ့စိတ်ရှိအဲ့တော့သူများကိုရှင်းအောင်နားလည်အောင်ပြောမယ်ဆိုရင်ကိုယ်တိုင်ကအရင်နားလည်မှပြောလို့ရတာsubject matter တစ်ခုဟာရှင်းပြတဲ့ပုဂ္ဂိုလ်ကလဲနေလို့ရှိရင်နားထောင်တဲ့ပုဂ္ဂိုလ်ကလည်းလဲသွားမှာပေါ့ရှင်းပြတဲ့ပုဂ္ဂိုလ်ကပိုင်ပိုင်နိုင်နိုင်ရှိမှနားထောင်တဲ့ပုဂ္ဂိုလ်ကနားလဲတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ရဲ့ရည်ရွယ်ချက်ဒီကနေ့တရားဟောတယ်ဆိုတာဟောတဲ့ဟောတိုင်းလို့ဟောတယ်လို့စိတ်ထဲမှာခံယူထားတယ်ဟောတဲ့အခါမှာလည်းပဲအပူရီမပါရအောင်ခရုစိုက်ပြီးတော့ကိုတရားမဟုတ်ဘူးဖရာရဲ့တရားလူတွေနားလည်ကြပါစေတို့လူမျိုးတွေရဲ့လက်ထဲမှာပိဋကတ်သုံးပုံရောက်နေတာကြာလာပြီနှစ်ပေါင်းထောင်ချီခဏအထိလူတွေထဲမရောက်သေးဘူးရောက်တယ်ဆိုတာဗာလေးရောက်တော့ဆို950ဇတ်တွေတို့ဓမ္မပဒဝတ္ထုကလေးတွေတို့အနှစ်သာရရှိတဲ့တရားတွေသိကြည့်တော့မရောက်ဘူးဒီလိုအနေထားမျိုးရှိအဲ့ဒါကြောင့်မလို့အနှစ်သာရရှိတဲ့တရားတွေရောက်စေခြင်းနဲ့များများဒါကြောင့်မလို့တရားဟောတာအဲ့ဒါလို့တရားဟောတာကိုယ့်ကိုရည်ရွယ်ချက်မှန်ကန်အောင်မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အတိုင်းစိတ်ထားဖြူစင်အောင်ကြိုးစားပြီးတော့ထားပြီးဟောတယ်ဒါတောင်မှပဲတနေ့ကဘုန်းကြီးတစ်ပါးကနေပြီးတော့ဖုံးဆက်တယ်ဆရာတော်တို့တရားလိုက်ဟောနေတယ်ကြားတယ်တဲ့တရားလိုက်ဟောနေလို့ရှိရင်အဝင်ပစိတ်ထွက်လည်းဖြစ်နေအောင်မယ်တဲ့သူကပြောတာနေပါအောင်ကိုရောပြောတာအဝင်ပစိတ်ထွက်ဆိုတာဘာပြောတာလဲသူရဲ့ဆိုလိုရင်းအဓိပ္ပာယ်အဝင်ပစိတ်ထွက်ဆိုတာဘာပြောတာတော့ဆိုတော့ကျောင်းမှာတန်ဃာတွေကိုစာမချဘဲနဲ့တရားလိုက်ဟောတာကိုသူကအပြစ်ပြောတဲ့သဘောမျိုးပေါ့နော်စာသင်ပေးတာကစာသင်ပေးလို့ရတဲ့အကျိုးအမြတ်ကိုပစိတ်တရားဓမ္မတွေကိုဟောလို့ရတာကအပ်လို့သူကအကြီးနဲ့အသေးပေါ့အသူ့အမြင်ကိုပြောတော့ဘုန်းကြီးတို့ကဒီလိုမမြင်ဘူးလို့တို့သာသနာမှာတရားဓမ္မတွေကိုသာသနာဟာတရားဓမ္မတွေမှီပြီးတော့ယက်တည်ရတာမြတ်စွာဘုရားကိုကဘိက္ခုဘိက္ခုနီဥပဒကဥပတိကာလို့ဆိုပြီးတော့ပရိသတ်၄ပါးသာသနာပြုဖို့လက်တွဲပြီးတော့ပရိသတ်၄ပါးထားခဲ့တာဘုန်းကြီးတွေကဘုန်းကြီးတွေကြီးပဲစာချနေုံနဲ့ပြီးတာမဟုတ်ဘူးတရားဓမ္မတွေနားလည်အောင်လည်းပဲဟောပြောတဲ့နဲ့မြတ်စွာဘုရားကိုယ်တိုင်ကိုကတေတစာကြီးကြွကြတရားဟောကြလို့သာသနာစတင်တဲ့အချိန်မှာဒေသေတဘိက္ခဝေဓမ္မံအာဓိကလျာဏမစ္စေကလျာဏပရိယောဒနာကလျာဏအစလည်းဆုံး၃မျိုးလုံးကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားဓမ္မကိုဟောကြလို့ဘာဖြစ်လို့ဟောခိုင်းတာတော့ဆိုအတ္တဝနတာဓမ္မတပရိဟာယန္တိတရားမနာရလို့ရှိရင်လူတွေဟာတရားကနေဆုံးရှုံးနေတာမှုရှိကြတယ်ဟုတ်တယ်တချို့တလေဟာဘုရားမြတ်စွာရဲ့တရားကိုမနာဘူးသည့်အတွက်ကြောင့်တရားတွေဟာဒီလိုရှိတာပါလားဆိုတာသဘောပေါက်လာကြတယ်တချို့အဲ့ဒါဟာအဝိန္ဏမဟုတ်ဘူးပစိန်နဲ့အတ္တကြီးမားတဲ့ပစိန်နဲ့ကြီးမားတဲ့အရာကိုရဘာဖြစ်လို့တော့ဆိုသာသနာတော်တွေသာသနာဆိုတာဘုန်းကြီးတွေတင်ပြုလို့မရဘူးတရားဓမ္မပါပြုမှသာသနာရတယ်သာသနာတော်ရဲ့ထောက်တိုင်ကြီး၄ရပ်လို့ပြောရမယ်အမျိုးသားယဟန်တော်အမျိုးသမီးယဟန်တော်မျိုးသမီးယဟန်တော်ဒီကနေ့မရှိတော့သီလရှင်ပေါ့အမျိုးသားဥပဒကအမျိုးသမီးဥပတိကာလို့ဟောဒီ၄ဦးsociety ကြီး၄ခုဟာဥထံပဲ့ထံသာသနာတော်ကိုကျိုးပန်းအထောက်မှသာသနာတည်နိုင်တာဒါကြောင့်မို့ကိုရောပြောတဲ့အဝင်ပစိန်ထွက်ဆိုတာမဟုတ်ဘူး
တရားဆိုတာဟောရသို့တော့ရည်ရွယ်ချက်တော့မှန်ရတရားဟောတဲ့ဘုန်းကြီးကလည်းရည်ရွယ်ချက်မှန်မို့လို့တယ်နောက်တစ်ခုပြောရအောင်မယ်တရားဘွဲကျင့်ပတဲ့ပုဂ္ဂိုလ်တွေကလည်းရည်ရွယ်ချက်မှန်မို့လို့တယ်မြန်မာနိုင်ငံမှာဝမ်းနည်းစရာသတင်းတွေကြားရတရားဘွဲကျင့်ပတရားဘွဲကို contract ဆွဲပြီးတော့ကျင့်ပါတယ်ဆိုတဲ့သတင်းတွေတောင်ထွက်တယ်ပေါ့ဟုတ်မဟုတ်တော့ဘုန်းကြီးတို့မသိဘူးပေါ့နော်တရားဘွဲရဲရှိကျင့်ပါတယ်ရဲရှိကျင့်ပပြီးတော့အလှခံလို့ရတဲ့ငွေကြေးကိုအချို့တဝက်ဓမ္မဂတိကလှူကျန်တာကုန်ကြစရိတ်ပေါ့အတန်ချက်ဆက်တို့ဘာတို့ငှားကားတွေနဲ့တချို့စီမှာလောက်တာဟုတ်လောက်အဲ့ဒီလိုအတန်နေကြားတယ်အဲ့ဒါကတော့တကယ်မဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ပြောရမှာပဲဘာသာရေးကိစ္စတစ်ခုကဘာသာရေးအမြင်နဲ့ပဲလှုပ်တဲ့တရားကိုမျက်နှိုးတဲ့အနေနဲ့ပဲရှိတဲ့တရားဆိုတာအလွန်မွန်မြတ်ပြီးတော့လူတိုင်းနာယူခွင့်ရှိရမယ်နောက်တစ်ခုပြောရအောင်မယ်တရားပွဲကို organize လုပ်တဲ့လူတွေရှိတယ်ဆိုလိုတာကတရားပွဲမှာအလှခံတဲ့လူတွေပေါ့တတိထားဖို့ကောင်းတာတွေကဓမ္မပူဇာများများရအောင်ဒီလိုအလှခံတာမျိုးတွေလုပ်ကြတယ်ဘုန်းကြီးတို့တခါတလေကျတော့စိတ်မကောင်းဘူးစိတ်မကောင်းမှုဆိုတာဘာလဲဆိုရင်သူတို့လှူလိုက်တဲ့ဓမ္မပူဇာလေးတွေကြည့်လိုက်လို့ရှိရင်ဆင်းရဲသားတွေရဲ့ခါးကြားကထွက်လာတဲ့အနွမ်းလေးတွေတွေ့ရဒါလေးတွေကတော့ဒုက္ခမြတ်တရားနာခြင်းရှာလို့ပိုက်ဆံပေးနာရတဲ့အဓိပ္ပာယ်မျိုးဖြစ်နေတယ်ဒါမဖြစ်သင့်ဘူးဓမ္မပူဇာလှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရဓမ္မပူဇာရလို့တရားပွဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာလှူတဲ့လူအတွက်ကုသိုလ်ပဲသူကလည်းတရားကိုပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမျှော်ကိုးရဘူးအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းဝယ်တစ်ခုဖြစ်လာနိုင်တယ်ပေါ့ဒါမရှိတာကိုဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာနယ်ဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတစ်ပါးပွဲတော်ထုတ်မပြောတော့ဘုန်းကြီးတို့ကလည်းလူစုံတော့ကြားတတ်တယ်ပေါ့ဒါမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုဂ္ဂိုလ်တွေကခဏနေပါအောင်ခဏနေပါအောင်စည်ရင်းရှင်းလို့မပြီးသေးလို့တဲ့အဲ့ဒါဘာလို့ဆိုရင်ဓမ္မပူဇာတွေကငွေကိုအတန်ချက်ဆက်ငှားကားကဘလောက်ဖြာငှားကားကဘလောက်မီးငှားကားကဘလောက်ဆက်ငှားကားကဘလောက်ဆိုတာအဲ့ဒီစည်ရင်းရှင်းတာမပြီးသေးလို့တဲ့ဓမ္မပူဇာကိုမလှူနိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးဗမာပြည်မှာဒီလိုဖြစ်နေတာတွေရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူးအဲ့ဒါလို့မဖြစ်သင့်ဘူးဒါကြောင့်မို့လို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခံတာဟာမမှန်ကန်ဘူးလို့ဘုန်းကြီးတို့ကတော့ခံစားဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာခြင်းလို့လာရတဲ့ပုဂ္ဂိုလ်ကအလှခံဘုံထဲမှာအလှခံမထည့်ကြရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့နာမှာရှိနေတာအဲ့တော့တရားအလှခံတရားလှူတဲ့ဒီငွေပလားတွေကိုပတ်စံလေးမထည့်ပဲနဲ့ဝင်သွားရမှာသူ့ဖို့မှာရှက်ကောင်းရှက်ပေလိမ့်မယ်ဒါမျိုးကမဖြစ်သင့်ဘူးတရားနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နဲ့တရားတရားပေါက်လို့လှူတာကိုသာလက်ခံတဲ့နဲ့လှူအောင်တော့မတောင်းခံတဲ့မှုပေါ့ဘုန်းကြီးတို့တော့အဲ့ဒါကိုလုံးဝမနှစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုန်းကြီးတို့နာမည်သုံးပြီးတော့အလှခံတယ်ဆိုတာတွေလည်းကြားတယ်ဆရာတော်ကြီးကကျမ်းမာရေးမကောင်းဘူးအမှန်တမ်းဝမ်းနည်းစရာတွေပြောကြလူတနာလာအောင်ဒါတောင်းတာနဲ့တူတူပဲဒါသရောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မဖြစ်တဲ့ဟိုလွန်ခဲ့တဲ့တစ်နှစ်ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတယ်ထင်တယ်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်တန်းပို့ချဖို့ရပင့်တယ်နှစ်စဉ်ပင့်တာ
အဘိဓမ္မာသင်္นานသွားပို့ချပင့်တာကိုစင်ကာပူဆေးကုသွားမှာဆေးကုဝါကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့လှူခန္ဓာမျိုးဘုန်းကြီးတို့ကနောက်ကြပြန်ကြားတယ်ပေါ့ဘာဆေးကုဝါကမှမလို့ဘုန်းကြီးဆိုတာဘယ်နေရာရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတခါရကမတွေရှိသူတို့ပဲခုပေးတကယ်လဲဆေးကုသွားတာမဟုတ်ဘူးအဲ့ဒီလိုမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေပဲဘုန်းကြီးတို့လည်းတိတ်ခါကြတယ်အဲ့ဒါမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတာတကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေကိုပြောပြတယ်အဲ့ဒါကြောင့်မို့လို့ဓမ္မပူဇာဆိုတာသူလှူခြင်းတဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သားလှူပါစေလှူကြပါတန်းကြပါလို့ပြောစရာမလိုဘူးလှူခြင်းလို့ရှိရင်လှူလိုတဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေအောင်အလှလက်ခံတဲ့နေရာလေးတာရှိတဲ့နဲ့အလှခံဖလားဆိုတာမထားတဲ့တချို့ဆိုလမ်းပိတ်ပြီးတော့အလှခံထားတယ်ဘုန်းကြီးတို့နဲ့တခါပကံညောင်ဥပ္ပက်ကိုတခါကြီးတယောက်နဲ့ခရီးသွားဖို့တယ်ခရီးသွားတဲ့အခါကျတော့ခိတ်တခိတ်မှာရှေ့ကနေပြီးတော့မောင်းတန်ကြီးတားပြီးတော့အလှခံပုဂ္ဂိုလ်ကလှခံတယ်အလှခံတာဗာနဲ့လှခံတော့ဆိုဖြတ်ပိုင်းနဲ့အလှခံတယ်လဲဆိုသေးတယ်သူကရေးထားတာဘယ်လောက်50တဲ့ဖြတ်ပိုင်းဖြုတ်ပေးတယ်အဲဘုန်းကြီးနဲ့ပါလာတဲ့တခါကြီးကလည်းခတ်ရွရွကိုသူကမင်းတို့ဒါပါလောက်ထားလဲတဲ့အလှခံတာလားငွေကောက်ထားလားတဲ့အလှခံတာပါတဲ့ဟာအလှခံတာဆိုလို့ဆိုတာဘာဖြစ်လို့90လို့ရေးထားတယ်ငါးသရာတာငါးချက်ပဲဆိုပြီးငါးချက်တန်ပြစ်ချပြီးတော့ဆက်သွားလိုက်တယ်ဟောဒါမျိုးတွေဖြစ်တယ်ပေါ့ဒါကိုယ်တွေဖြစ်ခဲ့တာတခုပဲပေါ့နောက်ပြီးတော့ဘုန်းကြီးတို့ဒီရန်ကုန်ကတခါတယောက်ဘုန်းကြီးတို့တညင်ဘက်မှာကျောင်းဆောက်တယ်ကျောင်းဆောက်တယ်ဆိုတာတရားဓမ္မတွေလှူတာသူ့အတူတရားဓမ္မတွေဘက်ကဘာမှမလိုဘူးလူတန်းနေကြတာပဲဘုန်းကြီးတို့ကဘာမှတော့အလှခံစရာလည်းမလိုဘူးသူ့ဘာသူတရားပေါက်လှူတာပဲတခါတယောက်ကဘာလာလျှောက်တုံးဆိုဆရာတော်ကျောင်းဆောင်နေတာဖြတ်ပိုင်းလေးရိုက်ပေးပါတဲ့သူအလှခံပေးပါမယ်တဲ့ဟာတခါကြီးဘယ်လိုပြောလိုက်တာလဲလို့ဘုန်းကြီးတို့ကတသက်လုံးဒီလိုအလှခံလုပ်တဲ့ဘုန်းကြီးမဟုတ်ဘူးလို့လောက်ပါနဲ့လို့အဲ့ဒါလို့လူတွေကလည်းရှိသေးတယ်လောကမှာကိုလူချင်းကိုယ့်ကိုလှူသူများကိုသွားပြီးအလှခံတာမျိုးလုံးဝမလုပ်နဲ့တနေ့ကလည်းပဲဘုန်းကြီးတို့မုံရွာမှာတရားပွဲသွားတယ်တရားပွဲကျင်းပတဲ့တကားကဆရာတော်အထုပ်ပတ်တိရိုက်ပြီးတော့ဝေပြားစီဝေမောစာမူကျမ်းလာပြဘာတွေပြတော့ဆိုဘုန်းကြီးတို့ကိုလှူထားတဲ့ကျောင်းတိုက်ပေါ့အသစ်တီထောင်တဲ့ကျောင်းတိုက်ရှိတယ်အဲ့ဒီကျောင်းတိုက်မှာဘာအဆောက်အဦတွေတော့ပြီးပြီဘာအဆောက်အဦတွေဆောက်ဖို့လိုသေးတယ်လို့သူကရှာဟာဘာဖြစ်လို့ဒါတွေထဲ့တာလဲမထဲ့နဲ့လူတွေသိနေတာပဲသူလူချင်းသူကသူလာလူလိုက်မယ်ဒါအလှခံတဲ့သဘောပဲလုံးဝမလုပ်ပါနဲ့လို့ဘုန်းကြီးတို့ကစောစောသိလို့ပဲဖြတ်ခိုင်းလိုက်ရတယ်တခါတရံကျတော့ဘုန်းကြီးတို့သဘောနဲ့မဟုတ်ဘဲနဲ့ဒီလိုဟာမျိုးလောက်ကြတယ်တချို့ကတစ်ချက်၅ပြားနဲ့စေရနာတရားပေါက်ရင်လူကရှိတာအကုန်ထုတ်လို့သူများလာအလှခံလို့ရှိရင်တစ်ချက်၅ပြားပဲထည့်မှာပေါ့လူစိတ်ကကြည့်လေမြတ်စွာဘုရားကဆုံးမထားတာတွေရှိတယ်ယာစကောအပိယောဟောတိတဲ့အလှခံတဲ့လူဟာအမုန်းခံရတယ်တဲ့ပြီးတော့နောက်ယာစနံရောဒနံအာဟုတဲ့တောင်းတာဟာငိုတာပဲဘာဖြစ်လို့ငိုခြင်းရဘာဖြစ်လို့လူတကာရဲ့အမုန်းခံရမုန်းတတ်တဲ့ယာစကောအပိယောဟောတိရှင်းတော့ကအမတ်ကြီးအိမ်ကိုကိုရင်လေးတစ်ပါးကသွားပြီးတော့အလှခံတဲ့အလှခံတော့တကာကြီးကပြောတယ်ကိုရင်ယာစကောအပိယောဟောတိတောင်းတတ်တဲ့ပုဂ္ဂိုလ်ဟာအမုန်းခံရတယ်ဆိုတာမသိဘူးလားလို့ဆိုတော့ကိုရင်ကလည်းအညံ့မခံဘူးတကာကြီးယာစံအတ္တထမပိယောတောင်းလာတာကိုမလှူရင်လည်းအမုန်းခံရတယ်ဆိုတာတကာကြီးမသိဘူးလားဟောနော်အလှခံတဲ့ပုဂ္ဂိုလ်ကိုဒါအလှခံခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ကလည်းမုန်းတယ်
မင်္ဂလာပါဓမ္မမိုက်ဆယ်ပေါ့တော့ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုရှင်ပါတယ်